တရားဟာရွှေမရှိလို့မတည်နိုင်ပါဘူး။ရေနံမရှိရင်လည်းအသက်ရှင်ဖို့နီလန်းရှာလို့ရနိုင်ပါသေးတယ်။ဒါပေမဲ့ရေသားမရှိဘူးဆိုရင်တော့ဘယ်လို့မှမဖြစ်နိုင်ပါဘူး။ဒါသဘာဝတရားရဲ့ညင်းမရတဲ့အမှန်တရားပါ။ဒါပေမဲ့ဒီအမှန်တရားဟာ1965ခုနှစ်မှာမလေးရှားနိုင်ငံကနေထွက်ပြီးတည်တဲ့နိုင်ငံအဖြစ်စတင်ရည်တည်ခဲ့တဲ့စင်ကာပူအတွက်ကတော့အကြီးမားဆုံးသောချင်းချောက်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။စင်ကာပူဆိုတာရေနေရာအကန့်အသတ်ရှိတဲ့ကျွန်းနိုင်ငံလေးပါ။ရေကြိုတက်တဲ့မြေချောင်းအင်းအိုင်လည်းမရှိပါဘူး။မြေအောက်ရေကလည်းထွက်မလာပါဘူး။တောက်စရာရေကအစသုံးစရာရေအစုံအိန္ဒိယမလေးရှားနိုင်ငံစီကနေပိုက်လုံးကြီးတွေနဲ့တွေ့တမ်းပြီးတောင်းပန်တိုးရှိုးဝယ်သုံးခဲ့ရတာပါ။စာချုပ်အရ2062ခုနှစ်ထိဝယ်ယူခွင့်ရှိပေမဲ့နိုင်ငံရေးရာဖုတစ်လေးတွေဖြစ်လိုက်တိုင်းငါတို့ရေပိုက်ကောင်းကိုပိတ်လိုက်မှနော်ဆိုတဲ့ချင်းချောက်မှုတွေကိုစင်ကာပူနိုင်ငံရဲ့ဖခင်ကြီးလီကွမ်ယူဟာအကြိမ်ကြိမ်ခံခဲ့ရပါတယ်။လီကွမ်ယူကအမြဲတမ်းပြောလို့ရှိပါတယ်။ငါတို့နိုင်ငံရဲ့အသက်ရှူပေါက်ဟာသူများလက်ထဲမှာရှိနေတယ်တဲ့။အဲဒီနေ့ကစပြီးသူတို့ဟာပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်။ဒီနေ့ကျရင်စင်ကာပူဟာရေအတွက်ဘယ်သူမှမျက်နှာကြိုသွေးစရာမလိုတဲ့နိုင်ငံဖြစ်ရမယ်ဆိုတာမျိုးပေါ့။ဒီလိုနဲ့စင်ကာပူရဲ့နာမည်ကြီး For National Test ဒါမှမဟုတ်အမျိုးသားရေပုံပိုင်းကောင်း၄ခုဆိုလို့ခေါ်တဲ့မဟာဗျူဟာနဲ့စတင်လာပါတော့တယ်။ပထမပုံပိုင်းကောင်းကတော့မိုးရေတွေကိုဖန်ယူခြင်းပါ။မိုးရွာတဲ့ရေတသက်တိုင်းကိုအလဟတ်တမဖြစ်စေရဘူးဆိုတဲ့မူဝါဒနဲ့နိုင်ငံတော်မှာရေလောင်ကန်ကြီး18ခုကိုတည်ဆောက်ခဲ့ပါတယ်။မြို့လေကောင်က Marina Bridge လို့ခေါ်တဲ့ရေကာတာကြီးကိုကြည့်လိုက်ပါ။ပင်လယ်ရေနဲ့ရေချိုကိုပိုင်းခြားထားပြီးမိုးရေတွေကိုအေယာမရေကန်ကြီးထဲမှာတူလောင်ထားနိုင်ပါတယ်။အခုဆိုရင်စင်ကာပူနိုင်ငံရဲ့ဧရိယာ3ပုံ2ပုံဟာမိုးရေဖမ်းတဲ့ဝင်းမြင့်ကြီးဖြစ်နေပါပြီ။ဒုတိယပုံပိုင်းကောင်းကတော့လက်ရှိမလေးရှားကဝယ်ယူနေတဲ့ရေပါ။ဒါပေမဲ့စင်ကာပူဟာ2062ခုနှစ်စာချုပ်ကုန်ဆုံးမဲ့နေ့ကိုအိန္ဒိယနိုင်ငံပေါ်မိကိုနေမှုကနေအပိသက်ရမဲ့လွတ်လပ်ရေးနေ့ဖြစ်သတ်မှတ်ပြီးအားကျိုးမှန်တဲ့ပြင်ဆင်နေပါတယ်။တတိယပုံပိုင်းကောင်းကတော့အမခန်းစရာအနီဝါဒပါ။ဒါကတော့အင်သားတွေဒီကျိုးခန်းတွေကနေထွက်လာတဲ့ရေစိုးတွေကိုအဆင့်မြင့်နည်းပညာတွေနဲ့ပြန်လည်သန့်စင်တာပါ။အစာပိုင်းမှာပြည်သူတွေကအင်သားရေကိုပြန်တောက်ရမယ်ဆိုပြီးကျွမ်းရှာခဲ့ကြပါတယ်။ဒါပေမဲ့အစိုးရခေါင်းဆောင်တွေကိုယ်တိုင်ကပြည်သူတွေရဲ့ရှေ့မှာဒီရေကိုတောက်ပြခဲ့ကြပါတယ်။တကယ်တမ်းစစ်ဆေးကြည့်တော့လေဒီရေဟာကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့စံချိန်စံညွှန်းထက်တောင်ပိုပြီးတန့်ရှင်းနေတာကိုတွေ့ခဲ့ရပါတယ်။နောက်ဆုံးသရုတ်တဘုံပိုင်းကောင်းကတော့ပင်လယ်ရေကိုရေချိုပြုလုပ်ခြင်းပါ။ကျွန်းနိုင်ငံလေးဖြစ်လို့ပက်လက်မှာရှိတဲ့ပင်လယ်ရေတွေကိုရေချိုအဖြစ်ပြောင်းလဲတဲ့စက်ရုံပေါင်း9ရုံထိတည်ဆောက်ခဲ့ပါတယ်။မိုးခေါင်လို့ရေပက်သွားရင်တော့ပင်လယ်ကြီးရှိနေတဲ့စင်ကာပူမှာရေမပြတ်တော့ပါဘူး။အခုဆိုရင်စင်ကာပူကသူများစီကရေတောင်းတောက်ရတဲ့နိုင်ငံလေးမဟုတ်တော့ပါဘူး။ရေဆိုးတတ်ဆင်မှုနဲ့စီမံခန့်ခွဲမှုမှာကမ္ဘာအဆင့်မီနည်းပညာတွေကိုအခြားနိုင်ငံတွေကိုပြန်လည်ရောင်းချနေရတဲ့ကမ္ဘာရေပိုးချက်ကြီးဖြစ်နေပါပြီ။ဒါအရင်းမြစ်မရှိတဲ့နိုင်ငံငယ်လေးတစ်ခုကနေဉာဏ်ပညာနဲ့ဇွဲလုံးလောက်ကိုပေါင်းစပ်ပြီးကာကြမာကိုဘယ်လိုပြောင်းလဲပစ်ခဲ့သလဲဆိုတာသက်သေပါပဲ။ကဲဒီဗီဒီယိုကိုကြည့်နေတဲ့တငယ်ချင်းတို့ကိုမေးချင်တာကစင်ကာပူနိုင်ငံရဲ့ရေစိုးကိုတောက်ရပြအောင်လုပ်တဲ့နည်းပညာအနီးဝါဒကိုတင်တို့ရောယုံယုံကြည်ကြည်နဲ့တောက်ရဲပါသလား။တကယ်လို့တင်တို့နိုင်ငံမှာရောဒီလိုရေရှားပါမှုပြဿနာကြုံလာခဲ့ရင်စင်ကာပူရဲ့နီလန်းတွေကဘယ်နီလန်းကအကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်။ဖိတ်ဆွေတို့ရဲ့ဒီမြင်ချက်လေးတွေကို comment မှာရေးပေးသွားကြပါအောင်ဗျာ။အခုလိုဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင် like and follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်။နောက်တဲ့စိတ်ဝင်စားစရာဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဗျာ။